မင်္ဂလာရှိတဲ့မနက်ခင်းလေးတစ်ခုစတင်လာပါပြီရှင်ခုဆိုရင်နေတဲ့နေရာနေပြီးတော့ဈေးဘက်ကိုသွားပါမယ်တာယာတဲ့မနက်ခင်းလေးမှလမ်းလေးလျှောက်ပြီးတော့ဈေးကိုသွားရတဲ့ feeling လေးကအရင်မိုက်တယ်ပေါ့နော်ကလုံးမှာခုဆိုရင်ဈေးကိုလည်းရောက်သွားတာကမောစားဆိုင်လေးမှာမီးရှိခောက်ဆွဲလေးကိုစားခဲ့ပါတယ်တပွဲနဲ့ထောင်နဲ့အရင်တန်ပိုက်ပြေတော့ပြီးတော့စပိန်လေးငါကတနတ်ရုံ2000ပဲပြရပါတယ်စပိန်လေးငါပြီးတော့စပိန်စီတဲ့ဘလော့လေးရိုက်ချင်လို့ဆိုပြီးစပိန်လေးငါစီပါတယ်အဲ့စပိန်နဲ့ကိုတောင်ကုန်းတောင်တက်ဒီနဲ့တက်ရတဲ့နီးဖျားကိုတွားလဲမှာပဲဖြစ်ပါတယ်အလိုနဲ့စပိန်ကိုတွန်းတက်ပြီးတော့ခမ်းမတက်နိုင်လေအဲ့တော့တွန်းတက်ပြီးတော့နီးဖျားကိုမြင်နေရပါပြီမုတ်ဦးနာကိုရောက်လာပါပြီလူကဂုံတက်ရတာမမောဘဲနဲ့စပိန်ကိုတွန်းရတာစပိန်ရဲ့ဝိနဲ့ပို့ပြီးတော့လီတယ်ပေါ့နော်ဒါတော့ထင်းရှူတန်းလေးတွေကိုကြည့်ရအောင်စိတ်ထဲမှာအမောပြည့်အပန်းပြည့်ပေါ့နော်ဒါကနိဖယာကိုရောက်တော့ပါပြီပြီးတော့ပြန်လာပါတယ်ဒါကတော့အမတ်တရားရှိခဲ့ဘူးတဲ့အပင်လေးပေါ့နော်မော်မီဥပန်ချက်မှာခဏဝင်ထိုင်ပြီးဟယ်လိုလုပ်ချင်မိမယ်လို့လေစက်တယ်မှုဧရိယာပြင်ပရောက်ရှိနေပါလေရှင်ဒီနေ့တော့ဒီလောက်ပါပဲဘိုင်ဘိုင်